မထကျင့်စဉ်တစ်ခုကိုကျင့်ပြီးရင်ဝိပဿနာခူးတာကပို့ပြီးတော့လူမှာတက်တာလွယ်ကူနိုင်တယ်လို့ပြောလို့ရဘာလို့လဲဆိုသမထကျင့်စဉ်တစ်ခုကိုပေါက်သွားပြီးတော့တမာတိကစွမ်းအားတွေထက်လာပြီဆိုရင်တမာဟိတောယထာဘူတံပသနာတိမြတ်စွာဘုရားရဲ့လက်ထက်တုန်းကရှေ့ပိုင်းယဟန်တော်တွေတော်တော်များများကသမထကျင့်စဉ်ပေါက်ရောက်ပြီးမှဝိပဿနာခူးတာတွေများပါတယ်သမထကျင့်ပြီးတဲ့အခါကျတော့မှဝိပဿနာပဲခူးတာပို့ပြီးတော့လွယ်ကူမှုရှိတယ်လို့ဆိုပါဝိပဿနာတက်သွားလို့ရှိရင်တမာတိထူထောင်ရတာတို့ဝိပဿနာဆိုတာကတွေးချောက်တယ်တွေးချောက်သမထလို့မဟုတ်ဘူးသမထဆိုတာစိတ်ကလေးအာယုံတစ်ခုတည်းမှာငြိမ်းနေအောင်လုပ်ထားပြီးစိတ်ငြိမ်လို့ရှိရင်အသိဉာဏ်ကလည်းပို့ပြီးတော့ရင့်ကျက်လာတတ်တယ်ဝိပဿနာကြတော့အဲ့လိုမဟုတ်ဘူးသဘာဝတရားတွေကိုဆင်ခြင်စဉ်းစားနေရသည့်အတွက်ကြောင့်သဘာဝတရားတွေထဲမှာစိတ်ပြည့်စရာတွေမြင်မယ်အနိစ္စတွေမြင်မယ်ဒုက္ခတွေမြင်မယ်ကိုယ်မပိုင်တာတွေမစိုးပိုင်တာတွေမြင်တယ်မြင်လာတဲ့အခါစိတ်ဓာတ်တွေခြောက်ခြားတယ်နောက်နေဗိဒာတို့ဘယတို့ဆိုတာကြောက်စရာကြီးလို့မြင်လာတယ်နော်နောက်ပြီးတော့နေဗိဒာညာညီငွေစရာကြီးလို့မြင်လာတယ်ဝိပဿနာကတော့အဲ့ဒီလိုခြောက်ခြားစရာတွေနဲ့သွားတာပေါ့စိတ်ပြည့်စရာတွေညီငွေစရာတွေနဲ့ဝိပဿနာသွားတယ်အဲ့တော့သမထကသွားလို့ရှိရင်တော့အဲ့ဒီအဆင့်တွေကိုကြော်လွှားပြီးလွယ်လွယ်ကူကူနဲ့သဘာဝတရားတွေကိုရှင်းကနေသိသွားနိုင်တာပေါ့နှစ်ခုစလုံးဟာနောက်ဆုံးကြလို့ရှိရင်တော့ဝိပဿနာကလည်းပဲဝိပဿနာတမာတိကလည်းပဲအဆင့်မြင့်သွားလို့ရှိရင်ခုနသမထတမာတိမျိုးလို့ပြန်ငြိမ်းချမ်းသွားပါတယ်သူကလည်းအစမပြတ်မှတ်နိုင်သွားပြီဆိုလို့ရှိရင်ဝိပဿနာတမာတိကလည်းစုပြေသွားတာပဲသမထတမာတိလို့သို့တော့သမထအားထုတ်တဲ့အခါကျတော့ခုနကချမ်းသာဒုက္ခအခြေခံပြီးတော့အားထုတ်တာဖြစ်တယ်ဝိပဿနာတက်အားထုတ်တာကျတော့ဒုက္ခတက်66သွေးသွေးဘက်ကသွားတာဖြစ်တယ်ပေါ့အဲ့ဒါတော့ပုဂ္ဂိုလ်ရဲ့ဆန္ဒအရာပေါ့ကိုကြိုက်တဲ့လမ်းကနေရွေးပြီးတော့ရှောက်ရမှာပဲကုန်းကြောင်းရှောက်ချင်တာလားဂါစီးချင်တာလားတခုခုပေါ့နော်အဲ့တော့ဘယ်လမ်းကသွားရောက်ဖို့ရကတော့သင်္ခါရတရားတွေရဲ့မမြဲတဲ့သဘောတွေကိုဆင်ញင်ပြီးတော့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေကုန်ဖို့ကအဓိကကြတယ်ပေါ့နောက်တစ်ခုတတိထားစရာအချက်ကလေးတစ်ခုကသမထနဲ့ပတ်သက်တဲ့တမာတိနဲ့ဝိပဿနာတမာတိမတူဘူးဆိုတာလေးကိုတော့တတိထားဖို့လိုတယ်ပေါ့ဘုန်းကြီးတို့ဒီဟိုနေတော့ကကိုရီးယားဘုန်းကြီးတစ်ပါးလာမေးတယ်သူမေးတဲ့မေးခွန်းကတော့သူကတမာဟိတောယထာဘူတံပသနာတိလို့မြတ်စွာဘုရားဟောတယ်တဲ့တမာတိရှိမှယထာဘူတဉာဏ်ရတယ်လို့ဟောတယ်တဲ့အခုတချို့ကဝိပဿနာတက်လုံးလို့ရှိရင်အောင်မြင်တယ်လို့လည်းပြောကြတယ်ပေါ့သူကသမထမပါဘဲနဲ့ဝိပဿနာဖြစ်တယ်ဆိုတာ तू မယုံကြည်ဘူးလို့ तू ကပြောတယ်အဲ့တော့သမထဆိုတဲ့အဆင့်ကဘယ်ထိအောင်ပြောရမလို့ဆိုလို့ရှိရင်သမထဆိုတဲ့အဆင့်သည်အပ္ပနာဇံထိအောင်သွားတာလားသို့မဟုတ်ဥပ္ပစာရအစီသွားတာလားတမာတိက2မျိုးရှိတယ်သမထကျင့်စဉ်ကိုကျင့်တဲ့အခါမှာဥပ္ပစာရတမာတိအဆင့်ကနေဝိပဿနာကူးတာရှိတယ်နော်သို့မဟုတ်အပ္ပနာဆိုတဲ့ဇံရပြီးတဲ့နောက်မှာဝိပဿနာကူးတာရှိတယ်အဲ့ဒီနှစ်ခုစလုံးဟာတမာတိကိုထူထောင်ပြီးတော့မှဝိပဿ